မင်္ဂလာပါဒီနေ့ကတော့ဒါကျွန်တော်ရဲ့ဒီ2026 Class 1ပေါ့နော်တလပိုင်းမှာဖွင့်လှစ်ခဲ့တဲ့တန်ဝဲမှာကျောင်းသားတွေကိုအောင်မြင်စွာ certificate ပေးမဲ့နေ့လေးဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီအဲ့တော့ကျွန်တော်လည်းဒီလိုလိုက်ကြည့်လိုက်ပါဦးโอเคပါဒီနေ့ကတော့ဒါကျွန်တော်ရဲ့ကျောင်းသားတွေကိုအောင်မြင်စွာ certificate ပေးခဲ့တဲ့ဒီလိုပဲဖြစ်ပါတယ်။ Okay အဲ့တော့တန်ခွက်တစ်ကတော့အခုလာမယ့်20ရက်နေ့မှာကျွန်တော်တို့စတင်ပြီးတော့ဖွင့်နေမှာဖြစ်တယ်။တင်တဲ့ channel တင်တဲ့ပတ်သက်ပြီးစုံစမ်းမေးမြန်းချင်တာတွေရှိရင်အောက်မှာပေးထားတဲ့ phone number ကနေစုံစမ်းမေးမြန်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်